25ရက်5လ2025စနေနေ့မှာဦးတောင်တို့နေပြီးတော့မှနဘာဒဝိုင်းပေါ့ဒီမှာနတ်တရေကျက်နဲ့ဦးတောင်တို့တောင်ကျက်နဲ့တွေ့ဒါသူကြိုက်ကိုကြိုက်လဲရင်55သိန်းတိုက်ဖြစ်တယ်အဲ့တော့ကျက်ဆက်ထားတဲ့ဖွဲ့စည်းပုံလေးကဦးတောင်တို့စီကကျက်ကြောရမ်းနေတယ်ပေါင်တန်းတူတယ်ရှီတန်းတူထားတယ်လေငေါက်တန်းနေထားတယ်နော်လေငေါက်လည်းမမိဘူးကျက်သက်ကောင်းတယ်မာကုန်ပူတယ်နတ်တရေကျက်ကြတော့လေငေါက်တန်းကိုတဲ့ပူရှိတယ်ကြောရမ်းအရာတန်းကိုတဲ့ပူမြင့်တယ်ရောင်ရောင်ကျက်သမားကြီးသူကပူစည်းတယ်ရှီတန်းပေါင်တန်းကိုတဲ့ပူပြီးတော့ရှည်ထားတယ်ဒါပေမဲ့သူ့မှာကိုတဲ့ကျက်သက်အများကြီးနှုထားတယ်အလုတ်ကုန်ပါဝါကုန်နေထားတယ်အဲ့တော့ဒီကျက်နှစ်ကောင်ဒီကြိုက်ကိုကြိုက်တိုက်ဖြစ်လာတယ်တိုက်ဖြစ်တော့ဦးဆောင်တို့ဘက်ကပဲလွတ်ချင်းတွေကတဲ့ပါညာအကုန်ပတ်ဆက်ပတ်လောင်းနေပြီတော့တောင်းနေတဲ့သူအဟိုဘက်ကျက်အောက်ကြီးပဲဒါနဲ့လွတ်ချင်းမှာဦးဆောင်တို့ကအားရှိသေးတယ်အားရှိတဲ့အတွက်ကြောင့်မလို့သူ့ကိုဦးဆောင်တို့ကရှင်းတာလာတဲ့ဟာကိုရှင်းတာရှင်းတော့ချင်းနဲ့နောက်ဆုံးကြတော့နတ်တရေကိုမျက်လုံးတစ်လုံးခိုင်းပြီးသွားတယ်အဲ့ဒီမှာ10သိန်း5သိန်းတွေတွားပေါက်ကုန်10သိန်း5သိန်းပေါက်တဲ့အချိန်မှာဦးဆောင်ကျက်တိတ်တော့မလောင်လိုက်ဘူးပထမပွိုင်းနိုင်တာလို့အဲ့ဒီကျဲပေါ်ကဘာလို့မလောင်လိုက်လဲဆိုတော့လက်ရင်ဥလောင်အဲ့မှာလက်ရင်3သိန်း1000ထည့်တည်းဒါပေမဲ့ကိုကျက်ဘက်ကထည့်တာ3သိန်း1000ထည့်တာကိုရောက်တော့ကျက်ကကြည့်တော့ကားပေါ်မှာကြည့်တော့လေကျက်ကဖြူလိုက်နေလိုက်ဝိုင်းနဲ့ရောက်တော့လေဖြူလိုက်နေလိုက်တွေ့အဲ့နဲ့ဥတော်လက်ရင်ကိုပြန်ဆုပ်လိုက်လက်ရင်မထည့်လိုက်ပဲနဲ့လက်ဖျားလေးကြည့်လောင်းလို့ဆိုပြီးနေလိုက်လက်ဖျားမှာကိုကမျက်လုံးတစ်လုံးကိုလာတဲ့ဟာကိုကဇွတ်မိုက်လာတာကိုချင်းနဲ့မျက်လုံးခိုင်းမိသွားတဲ့အချိန်မှာအခုတော့3သိန်း5000တလီတော့လောင်းမိသွားတယ်လောင်းမိသွားပြီးတော့အဲ့ရနေနဲ့3သိန်း3000ထိ10သိန်း3သိန်းထိပေါက်သွားပြီ10သိန်း3သိန်းပေါက်သွားပြီကိုကျက်ကခုနကဖြူလိုက်နေလိုက်ဖြစ်နေတဲ့ဥစ္စာရဲ့ကျိုးရမ်းနှိမ့်လေရမ်းနှိမ့်ထားတာဟိုကအမတန်မှကြက်မိုက်ဆန်းကြမ်းနှုတ်သီးကြမ်းရှိပါဝါကောင်းဒီလိုအတင်းကျိုးကြိတ်ပြီးတော့တလုံးကားမိမယ်လို့တတိပြတ်တိကောင်းနဲ့လာခွတ်နေတဲ့အတွက်ကြောင့်မလို့ဥတော်တို့ကြီးလန်သွားတဲ့ဒဲဆိုတဲ့အချိန်မှာနတ်တရက်ကောင်လေးကဒဲတဲ့ဆိုဥတော်နတ်တရက်ကောင်လေးရှိမှဒဲ3သိန်းပြန်တောင်းထားပြီးတော့ဥပတ်ထဲမှပဲလှမ်းပြီးကြည့်နေလိုက်တယ်နောက်ဆုံးကြတော့ဘာဖြစ်လို့ခြုံသွားတာအောင်ဆိုကိုကျက်ကသူ့ကိုချင်းရမယ့်အခန်းမှာပြီးပြင်းမချင်းနိုင်တာဒါချုံးွက်ပဲကိုကျက်ကတာမန်ပုံမှန်ကြက်မိုက်ဆိုလို့ရှိရင်ဒီတောင်ကျက်ကပိုင်းလေးနိုင်မှာဒါပေမဲ့ तू ကဒုံတာမန်အမိုက်မဟုတ်ဒုံမိုက်လုံးဝချိမထားချက်နှုတ်တီးယူကောင်းရှီကောင်းပါဝါကောင်းအကုန်စပ်ပြီးတော့ခုတ်ပလိုက်နောက်ဆုံးတော့လေဦးကျိုးပြီးတော့ရုံးစုလဲပြီးတော့ခြုံသွားတယ်ဥတော်အဲ့ဝိုင်းမှာတော့ကိုကျက်หนีလိုက်ဖြူလိုက်ဖြစ်နေတာရဲ့ကြက်မိုက်လုံးဝချိမထားချက်နဲ့သွားတိုးလို့နှုတ်တီးကြမ်းနှုတ်တီးရွာချီကောင်းပါဝါကောင်းနဲ့လာခွတ်လိုက်တာရဲ့တန်ကြောင့်ဥတော်ကိုကျက်မချင်းနိုင်တော့ဘူးအိုင်းပြုတ်တဲ့အချိန်မှာခြီဝင်သွားတဲ့အချိန်မှာမချင်းနိုင်တော့တဲ့ကြောင့်မလို့အဲ့ဝိုင်းကို3သိန်း3သိန်းနဲ့3သိန်း5000ဒီနဲ့တည်ရဲပဲဦးတော်နေလိုက်တယ်နော်ဒီလောက်ချီပါဝါကောင်းတဲ့နတ်တရေကျက်နော်အဲ့တော့မျက်လုံးပြက်သွားတော့စိတ်မကောင်းဟုတ်လားအဲ့ဦးတော်တို့တောင်ကျက်လေရင်55သိန်းအဲ့ဒီပွဲမှာခြုံနေခဲ့ပါတယ်ဘာဖြစ်လို့ဆိုတော့ကျမကြီးအားလီလဲလူတယ်ကျက်နတ်တရေရဲ့ကြမ်းတန်းနဲ့နှုတ်သီးကြမ်းတန်းနဲ့စိတ်ဓာတ်ကြမ်းတန်းနဲ့ရှိပါဝါကိုမနိုင်တဲ့အတွက်ကြောင့်မလို့ဦးတော်တို့ရဲ့ကြက်အဖြစ်ရှင်းအပေါင်းချော်ဟာအဲ့ဒီ55သိန်းပွဲမှာချုံနှိမ့်သွားရပါတယ်လို့ဦးတော်ဒီနေ့နော်လိုင်းပေါ်မှာပြောတရားဝင်ပြောပြီးတယ်ဟုတ်လားနော်